နေတဲ့နေရာလေးကတော့လက်ပုတ်တာမျိုးနဲ့50 kW ဘက်ကစနစ်တက်ဆင်ထားတဲ့အကွာကင်းအေးကန်းစက်ရုံဖြစ်ပါတယ်ခင်ဗျာအခုအသုံးပြုတက်ဆင်ထားတဲ့ဒီစနစ်မှာဆိုလို့ရှိရင်တော့ဒီဆိုလာ630 watt ချက်80နဲ့အတူဒီရဲ့ hybrid inverter 50 kW battery backup မှာဆိုလို့ရှိရင် 61.44 kWh battery backup စနစ်ကိုတက်ဆင်ထားပါတယ်ခင်ဗျာဒီဆိုလာစနစ်တစ်စုံတည်းနဲ့ဒီစက်ရုံတစ်လုံးလုံးကိုလက်ဆင်ပြီးထားပြီးတော့အေးကန်းစက်ရုံဖြစ်တဲ့အတွက်ကြောင့်အေး3000ခန်းမှာအသားငါးများမပို့တော့အောင်24နိုင်လုံးဆက်များမောင်းနဲ့အသုံးပြုလျက်ရှိပါတယ်အဲဒီတော့ဒီစနစ်ကိုတက်ဆင်ထားတဲ့အတွက်အသုံးပြုရဘယ်လောက်ဆင်ပြေမလဲကိုရသိဘယ်လောက်တော်တော်မလဲဆိုတာကိုဒီမှာတာဝန်ရှိတဲ့လူချင်းမရဲ့စကားတန်တွေကိုနားဆင်လိုက်ကြရအောင်မင်္ဂလာပါကျွန်တော်နာမည်အောင်လင်းထွန်းပါအကွာကင်းကုမ္ပဏီရဲ့သက်ခန်းတာဝန်ခံကျွန်တော်တို့ကအေးကန်းကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကစက်ကလုံးဝ24နာရီရက်လို့မရတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်စတိုးလေးလုပ်တဲ့အေးကန်းမှာတူလောင်ထားတဲ့ပစ္စည်းတွေပျက်စီးမသွားအောင်24နာရီပတ်လုံးလျှက်စစ်မိလိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအင်ဂျင်24နာရီလုံးမောင်းထားရပါအခုမြန်မာဆိုလာပါဝါနဲ့ဆိုလာတက်ဆင်ပြီးတဲ့နောက်ပိုင်းမှာအင်ဂျင်ရဲ့မောင်းချိန်တွေအများကြီးတက်တာလာပါတယ်။တစ်နေ့ကိုနာရီ20လောက်ထိရော့ကျလာပါတယ်။နေ့လယ်ပိုင်းတစ်နေ့လုံးနဲ့ညဘက်ဘက်ကပ်လောက်တာနဲ့ဆိုလို့ရှိရင်တစ်နေ့ကို4နာရီလောက်ပဲအင်ဂျင်မောင်းရပါတယ်။မြန်မာဆိုလာပါဝါနဲ့တက်တွဲပြီးလောက်ရတာလည်းအများကြီးတက်တာပါတယ်။မြန်မာဆိုလာပါဝါနဲ့ဆိုလာတက်ဆင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့က maintenance ပိုင်းကိုလည်းပြန်ပြီးတော့လုံးဝလှည့်ကြည့်စရာမလိုတော့အောင်ကို service ပေးထားတာရှိပါတယ်။ဒါကြောင့်လည်းမြန်မာဆိုလာပါဝါနဲ့လောက်ရတာအရင်အဆင်ပြေပါတယ်အဲ့တော့အိမ်သုံးကနေစတင်ပြီးတော့လုပ်ငန်းသုံးရုံးသုံးတွေထိပါအသုံးပြုဖို့ဆိုလာမီးဘီစနစ်တက်ဆင်တော့မယ်ဆိုရင်ခုပဲမြန်မာဆိုလာပါဝါကိုဆက်သွယ်လိုက်တော့နော်